တီးလို့တများမေးတာလေးနဲ့တင်ကိုတဲ့ကျန်းဆရာထဲမှာပါပါတယ်ဆိုတဲ့ဒါမျိုးကွန်မန့်လေးတွေတွေ့ရင်ကျွန်တော်အရန်ကြည်နေတယ်အရန်လည်းကြည်နူးတယ်အရန်လည်းပျော်ရွှင်တယ်အဲ့လိုမျိုးဟာလေးတွေလိုချင်တာမဟုတ်ဘူးတကယ်တမ်းတော့ကျွန်တော်လိုချင်တာသူတို့ရဲ့လိုအပ်ချက်လေးတွေကျွန်တော်လိုချင်တာသူတို့ရဲ့တီးလို့တများလေးတွေကိုကျွန်တော်လိုချင်တာသူတို့ရဲ့လူအပ်ချက်ကွက်လက်လေးကိုကျွန်တော်ဖြည့်ဆည်းပေးချင်တာဒါကြောင့်မလို့ကျွန်တော်ဒါမျိုးဒီမှာပရင်ကျော်1993ကျွန်တော်ဒါမျိုးစာအုပ်ဒီမှာစာမျက်နှာရွက်နေရတယ်စာမျက်နှာ200ရှိဒီစာအုပ်လေးနဲ့အားမရဘူးကျွန်တော်လူငယ်တွေကိုကျွန်တော်ဖြည့်ဆည်းပေးခြင်းတယ်ဖြည့်ဆည်းပေးခြင်းလို့ကျွန်တော်ဒီမှာ Warren Technical Law တွေဖတ်တယ်နောက်ဒီမှာ Americanခေတ်တင်းရဲ့စံချိန်စံညွှန်းတွေကျွန်တော်ဖတ်တယ်နောက် Classification of Society ဆိုတဲ့ Examine George တွေဖတ်တယ်ဒါတမျိုးပေါ့နော်ကျွန်တော်လိုအပ်ချက်လေးတွေကိုဖြည့်ဆည်းပေးခြင်းတင်ဆရာလည်းကျွန်တော်ဆိုလဲပွဲလည်းမလို့ခြင်းကြားဆရာဆိုလဲပွဲလည်းမလို့ခြင်းမြင်ဆရာဆိုလဲပွဲလည်းမလို့ခြင်းကွက်လက်ကလေးကျွန်တော်ဖြည့်ပေးခြင်းဒါပေမဲ့ကျွန်တော်ကျင်းတဲ့ဒါမျိုး comment လေးတွေတွေ့လုပ်ပေးရကြတော့တာပေါ့ဗျာတကယ်သူ့ရဲ့ရင်ထဲမှာရှိတဲ့ခံစားချက်ကအတိုင်းသားမြင်ရတဲ့အတွက်ကျွန်တော်ရင်ထဲမှာရှိတဲ့ခံစားချက်နဲ့ထပ်တူကြတယ်ကွက်လက်ကလေးကိုကျွန်တော်ဖြည့်ဆည်းပေးခြင်းစာရေးကျွန်တော်ဖတ်တယ်အများကြီးပဲကျွန်တော်ဒီမှာတွတ်တော့တဘောရဖို့အတွက်ကျွန်တော်အဲ့လိုဖတ်ပေးတယ်ကျွန်တော်ဒီသားလေးကျွန်တော်ပြန် share တယ်ရှေ့ပြီးကျွန်တော်လက်တန်းတွေပြန်ကောက်တယ်ကောက်ပြီးကျွန်တော်လိုအပ်ချက် point တွေကျွန်တော်ပြန်ဖြည့်ဒီမှာ general note ဆိုပြီးတော့ရေးတယ်အထွေထွေမှတ်စုတွေထားတယ်နောက် business drawing နဲ့ပတ်သက်တဲ့ data အချက်လက်တွေလည်းကျွန်တော်သိနေကျွန်တော်ပြန်ဖတ်တယ်ပြန်ရှာတယ်drawing လေးနဲ့ပတ်သက်လို့မေးတိုင်းလည်းကျွန်တော်ဖြေကြားလို့ရ isometric နဲ့မေးမှလား orthographic နဲ့မေးမှလားဒါအဲ့အမျိုးတွေလည်းကျွန်တော်ဖြေကြားတယ်နောက် general note 2အထွေထွေ note စာအုပ်တွေအထွေထွေ note စာအုပ်ဆိုတဲ့ပုံမှာဒါကတော့တချို့ပိုင်းတွေသက်ဆိုင်တဲ့ဟာတွေလည်းပါတယ်ကျွန်တော်အဲ့လိုမျိုးလေးတွေကျွန်တော်လိလာတယ်အားလုံးရဲ့လိုအပ်ချက်လေးတွေလူငယ်တွေရဲ့လိုအပ်ချက်တကယ်လိုအပ်တဲ့လူငယ်တွေပေါ့နော်တပည့်ဒီအများစုအကုန်လုံးရည်ညွှန်းပါတယ်ကွက်လက်ကလေးဖြည့်ဆည်းပေးခြင်းလိုပါကွန်မန့်ပိုင်ရှင်ကိုကျေးဇူးထူးတင်ပါတယ်